အားလုံးပဲမင်္ဂလာပါစွန်ရေးသားနည်းပညာမှာပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပေးမယ့်သင်ခန်းစာက driver မောင်းတဲ့သင်ခန်းစာပဲဖြစ်ပါတယ်ကျွန်တော်တို့ window ကို edit လုပ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့က driver မောင်းပေးရပါမယ်ကျွန်တော်တို့ကဘာရောက် driver မောင်းပေးရလဲဆိုရင်ကျွန်တော်တို့ရဲ့ကွန်ပျူတာထဲမှာရှိနေတဲ့ဒီ mouse တွေ keyboard တွေပေါ့နော်ဒီအပြီးတော့ဒီ win file တွေပေါ့နော်ဒီ laptop မှာပါတဲ့ win file တွေအပြီးတော့ sound တွေပေါ့နော်အပြီးတော့ mouse တွေအလုံးမလုံးဘူးဆိုရင်ကျွန်တော်တို့ကဒီ driver မပြည့်စုံတာဖြစ်တယ် okay အဲ့လိုဆိုရင်ကျွန်တော်တို့ window တင်လို့ပြီးတော့တာနဲ့တချို့ကွန်ပျူတာတွေမှာကြတော့ win file ပြောင်းနေတာတွေရှိမယ်တချို့ကွန်ပျူတာတွေမှာကြတော့ sound တွေအလုံးမလုံးတာတွေရှိမယ်တချို့ကွန်ပျူတာတွေမှာကြတော့ mouse တွေအလုံးမလုံးတာတွေရှိမယ် keyboard တွေအလုံးမလုံးတာတွေရှိမယ်ဟုတ် okay အဲ့လိုဆိုရင်ကျွန်တော်တို့ကဗာဖြစ်နေတာလေဆိုတော့ကျွန်တော်တို့က driver မပြည့်စုံလို့ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့က driver မောက်ပြရမှာဖြစ်တယ်တကယ်လို့ကျွန်တော်တို့ကဒီ driver ကိုမမောက်ဘူးဆိုရင်အဲ့ဒီဟာတွေကတုံလို့ရမှာမဟုတ်ပါဘူးဒီ driver ကိုမောက်လိုက်ပြီးမှ Wi-Fi တုံလို့မရတဲ့အောက်တုံလို့မရတဲ့ဒီကွန်ပျူတာတွေကမောက်တုံလို့ရမှာပေါ့နော်တချို့ကွန်ပျူတာတွေဆိုရင်ကျွန်တော်တို့ကအပြင်မောက်ကတုံးလို့ရတယ်ဒီအဲ့ဒီ laptop မှာပါတဲ့မောက်ကတုံးလို့မရဘူးပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့က driver ပြည့်စုံအောင်မောက်ပေးရတာပေါ့အပြီးမှသူကအဲ့လိုလောက်တာပေါ့နော် okay အဲ့လိုဆိုရင်ကျွန်တော်တို့ window တင်လို့ပြီးသွားပြီကိုရဲ့ set မှာ win file တွေပြောင်းနေတယ် win file တွေတုံးလို့မရဘူးမစိုးရင်ပါနဲ့ကျွန်တော်တို့ရဲ့ကွန်ပျူတာထဲမှာကျွန်တော်တို့ sound တွေပါလာတဲ့ sound တွေကကျွန်တော်တို့ကြက်ရှည်နေဖြစ်နေတယ်တုံးလို့မရဘူးဖြစ်နေတယ်ဆိုရင်မစိုးရင်ပါနဲ့အပြီးတော့ mouse တွေတုံးလို့မရဘူး mouse တွေမရွေးဘူးဆိုရင်လည်းမစိုးရင်ပါနဲ့ကျွန်တော်တို့ကပါမမဖြစ်ပါဘူးကျွန်တော်တို့က driver မပြည့်စုံသေးလို့ driver မမောက်ရသေးလို့ဒါဖြစ်ပါတယ် okay အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီသင်ခန်းစာကကြတော့ driver မောက်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့က driver ဘယ်လိုမောက်ရမလဲဆိုရင်ကျွန်တော်နဲ့အတူတူလေ့လာကြည့်မယ်နော်ဘောလုံး okay အဲ့လိုဆိုရင်ကျွန်တော်တို့က driver မောက်ဖို့အတွက်ကျွန်တော်တို့ကပုံမှန်တိုင်းပဲ step menu ကိုကျွန်တော်တို့ဝင်မယ်အပြီးတော့ setting ကိုဝင်ပေးလိုက်ပါဒီနေရာကိုကျွန်တော်တို့ကရောက်လာမယ် window edit လုပ်တဲ့နေရာကိုရောက်လာမယ် window edit လုပ်တဲ့နေရာမှာပဲရှိနေပါတယ်နော်okay အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီက back option ဆိုတဲ့ဟာကိုကျွန်တော်တို့ကဝင်ပေးလိုက်ပါသူ့ကိုနှိပ်ပေးလိုက်ပါတက်ရှင်နှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးရောက်လာမယ်အဲ့လိုဆိုရင် option edit ဆိုတဲ့ဟာကိုထပ်ဝင်ပေးလိုက်ပါအဲ့လိုဆိုရင်ဒီလိုမျိုးနေရာကိုကျွန်တော်တို့ကရောက်လာမှာဖြစ်တယ်အဲ့လိုဆိုရင်သူက driver edit 19ခုတော့လုပ်ပေးရမယ်လို့သူကပြောတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီ driver edit 19ခုလို့ကိုကျွန်တော်တို့ကမလုပ်ဘူးဆိုရင်ကျွန်တော်တို့ computer မှာကျွန်တော်တို့ကသုံးလို့ပြည့်ပြည့်စုံစုံဖူးပြည့်ကျွန်တော်တို့သုံးခွင့်ရမှာမဟုတ်ဘူးအဲ့လိုဆိုရင်ကျွန်တော်က driver ကျွန်တော်တို့ကဒီမမောက်ရသေးဘူးเนาะအဲ့ကိုကျွန်တော်တို့ကဒီ display မှာကျွန်တော်တို့ကကြည့်ကြည့်မယ်တစ်ချက် display ကြည့်ကြည့်မယ် so display ကြည့်မယ်display ကိုကျွန်တော်ဒီမှာနှိပ်ကြည့်လိုက်ပြီကျွန်တော်ကဒီဟာတွေရလားဒီဟာရလားကျွန်တော်ဒီနေရာကိုလုံးဝနှိပ်လို့မရဘူးเนาะဒီ display နေရာမှာလုံးဝနှိပ်လို့မရဘူးသူကမိန်နေတာပေါ့เนาะမိန်နေတယ်အဲ့ဒါဘာကြောင့်လဲ driver မရှိသေးလို့ဖြစ်တယ် driver မမောက်ရသေးလို့ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်က driver မောက်ပေးရမယ်တချို့ကွန်ပျူတာတွေမှာလည်းဒီလိုမျိုးဖြစ်ကောက်ဖြစ်နိုင်တာပေါ့နော်အဲဒီမှာကြာတော့ဒါတွေကျွန်တော်တို့ကအလုံးမလုပ်ဘူးဒီအပေါ်ကတန်ကလည်းကြာတော့သူကအလုံးလောက်တာပေါ့နော်အပေါ်တန်ကကြာတော့သူကရွေလို့ရတယ်ဒီအောက်ကတန်ကရွေပဲမရှိဘူးမိုင်းနေတာပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်တို့က driver မပြည့်စုံသေးဘူးလို့ကျွန်တော်တို့ပေါ်တယ် driver မပြည့်စုံသေးဘူးဆိုရင်လည်းဖြစ်တယ် window edit device မဖြစ်ဘူးဆိုရင်လည်းဖြစ်တယ် okay အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီ step menu ကိုကျွန်တော်တို့ကပြန်ဝင်မယ်ပြန်ဝင်ပြီးတော့ကျွန်တော် setting ကိုတွားမယ်ဒါအခုကျွန်တော်တွားနေတာကျွန်တော်အဲ့ဒီနေရာကိုကျွန်တော်တွားနေတာဖြစ်တာလေနော်ဒီဟာပြပြတာဖြစ်တယ် okay window edit ကိုကျွန်တော်တို့ကနှိုက်လိုက်မယ်နှိုက်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီ add option ကိုကျွန်တော်တို့ကဝင်မယ်ဝင်လို့ပြီးတော့ရင် option edit ကိုကျွန်တော်ကပြန်ဝင်မယ်ပြန်ဝင်မယ်ဆိုရင်driver edit 19ခုရှိနေတယ်ဆိုတော့ဒီလိုမျိုးဆိုရင်မမြင်ရဘူးပေါ့နော်အပေါ်မှာမြင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ကအကိုလုံးကိုမြင်ရဖို့အတွက်ကျွန်တော်တို့ကဒီမှာအောက်ကိုမြင်ကြားနေတယ်မြင်ကလေးတစ်စောက်ကြားနေတယ်အပေါ်တစ်ခုကြားနေတယ်အောက်တစ်ခုကြားနေတယ်ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့အောက်ကြားနေတဲ့မြင်လေးကိုကျွန်တော်ရှင်းလိုက်ပြလိုက်ပါဒီမှာကျွန်တော်တို့ဒါတွေက driver တွေဖြစ်ပါတယ်အဲ့လိုဆိုရင်ဒီမှာ driver တွေကိုကျွန်တော်တို့ကအကိုလုံးကိုကျွန်တော်တို့ကဒီအမဲရှိပေးရမှာဖြစ်တယ်ဘယ်နှခုပဲရှိနှစ်ခုရှိရင်လည်းနှစ်ခုပေါ့နော်10ခုရှိရင်10ခုရှိသလောက်ကျွန်တော်တို့ကအကိုလုံးကိုအမဲပေးရမှာဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်အကုန်လုံးကိုကျွန်တော်အမဲပေးလိုက်ပြီပေါ့နော်ဒီမှာကြာတော့ဒီ install ပေါ့နော် select edit 19ခုရှိနေတယ်ဆိုတော့ကျွန်တော်ကဒီလိုမျိုးပေးလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ download install ကျွန်တော်နှိပ်ပေးလိုက်ပါ
အဲ့လိုဆိုရင်သူကဒီ window attack ဆိုတဲ့နေရာကိုပြန်လေးရောက်ရှိလာမှာဖြစ်တယ် okay ဒီလိုမျိုးပြန်လေးရောက်ရှိလာမှာဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီဟာတွေပြီးတော့ပြီးဆုံးရမှာပေါ့နော်အဲ့ဆိုရင်သူကတော်တော်လောက်နေတယ်ဒါ driver မောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီလိုမျိုးဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကသူကစောစောက window attack လို့တို့မျိုးပေါ့နော်ဒီ driver မောက်တဲ့ဟာမှာလေကျွန်တော်တို့ကဒီ reset နောက်ကိုကျွန်တော်တို့ကနိုင်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်ကဒီအခု record ဖန်ထားတာပေါ့နော်အဲ့ဒီ record ကိုကျွန်တော်တင်လို့ပြီးသွားရင်ကျွန်တော်ကဒီ reset နောက်ကိုကျွန်တော်နိုင်ပေးလိုက်မှာဖြစ်တယ်ကျွန်တော်တို့ကစောစောကလိုမျိုးပဲပေါ့နော် reset ရှာလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးမျက်နှာပြင်ကိုရောက်လာရင်ကျွန်တော်တို့ကအဲ့ဒီနေရာကိုပြန်လေတွားရမှာဖြစ်တယ် okay အဲ့ဒါကြောင့်ကျွန်တော်တို့ step menu ကိုတွားမယ် stem ကိုတွားမယ်ဒီနေရာကိုကျွန်တော်လာပြီဆိုရင်ကျွန်တော်တို့က window attack ကိုပြန်ပြီးတော့သွားမယ်အဲ့လိုဆိုရင်ဒီနေရာမှာသူကပြန်ပြီးတော့ဒီမှာအလုံးလောက်နေတာပေါ့နော်ပြန်ပြီးတော့ဒေါ်ဆွေးနေတာမြင်ရမှာပါအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော်တို့ကအကိုလုံးကွန်အောင်ထိကျွန်တော်တို့ကစုံပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ window attack လုပ်လို့ဒီလိုဒီနေရာမှာအဆင့်ရောက်လေးဖြည့်သွားတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့က window attack လုပ်လို့အဆင့်ရောက်ဖြည့်သွားတယ်လို့မျိုးကျွန်တော်တို့ရဲ့ဒီ driver မောက်တာကိုလည်းကျွန်တော်တို့ကဒီနေရာမှာအကုန်လုံးကုန်သွားရင်ဒီနေရာမှာအစိမ်းရောက်လေးဖြည့်သွားမှာဖြစ်တယ်အဲ့ဒီကြောင့်ဒီကျွန်တော်တို့လုပ်ပေးရမှာဖြစ်တယ်ကျွန်တော်တို့က set ကို reset page ခိုက်တယ်ဆိုရင်ကျွန်တော်တို့ set ကို reset page လိုက်ပြီးတော့ပြန်တက်လာတယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာကိုပြီးတော့ပြန်ပြီးတော့လာကြည့်ပေါ့နော်တော့လုပ်လို့ပြီးနေတာမပြီးသေးဘူးလားဆိုတာကျွန်တော်တို့က reset ချလို့ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး desktop ကိုရောက်လာပြီကျွန်တော်တို့ကပြန်လေပြီးတော့ကျွန်တော်တို့ကသွားကြည့်ရမှာဖြစ်တယ်okay stem menu ကိုနယ်လိုက်ပြီး stem ကိုနယ်လိုက်ပြီးပုံမှန်တိုက်ပဲအဲ့ဒီနေရာကိုသွားပါမယ် window attack ကိုနယ်လိုက်ပါပြီဒီမှာကျွန်တော်တို့ကကုန်သွားပြီပေါ့နော်မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကဒီ shape ပေါ် attack ကိုတစ်ချက်နဲ့ကြည့်ပါမယ်okay ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကကုန်သွားပြီဒါပေမဲ့ကျွန်တော်က window attack လေးလုပ်လို့ပြီးသွားပြီ window driver လေးမောက်လို့ပြီးသွားပြီဒါပေမဲ့ driver မောက်တာကုန်လားမကုန်လားဆိုတာကိုကျွန်တော်တို့ပြင်ပြီးတော့တွက်ကြည့်ကြရအောင်အဘက် option ကိုဝင်မယ် option attack ကိုကျွန်တော်တို့ကတွက်မယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ driver ဘာမှမရှိတော့ဘူး driver ပြစ်ဆောင်သွားပြီလို့ပြောလို့ရတယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ computer ဒီကျွန်တော်တို့က window attack လေးဖြည့်သွားပြီ window driver လေးမောက်လို့ပြီးသွားပြီ window activate လေးရှင်းကြောင်းသိချပြီကျွန်တော်တို့ window တင်တာက win file နဲ့တင်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ window ကလုံးဝ activate ဖြစ်နေပြီလေဖြစ်တယ် okay ကျွန်တော်တို့စောစောကကျွန်တော်တို့ကြည့်လို့မရခဲ့တဲ့ဟာကိုကျွန်တော်တို့ကြည့်မယ် display မှာကျွန်တော်တို့ကြည့်မယ် okay ဒီနေရာမှာကျွန်တော်တို့ကစောစောကကျွန်တော်တို့ကပြောလို့မရဘူးပေါ့နော်ဒီနေရာမှာကျွန်တော်တို့အခုပြောလို့ရတော့ပြီပေါ့နော်အဲ့ဒါကကျွန်တော်တို့က driver မောက်လို့မရတာဘူးနော်အခု driver မောက်လိုက်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ရဲ့ဒီ computer က window attack ပြီးတော့ပြီ driver ပြည့်စုံပြီ activate ဖြစ်နေပြီ okay ကျွန်တော်တို့ရဲ့ window က activate ဖြစ်ကျွန်တော်တို့ကဘယ်လိုကြည့်နိုင်မလဲဆိုရင် okay window key နဲ့ r key ကိုတွင်လိုက်လို့ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ရဲ့အဲ့ဒီကြားလာတဲ့ဘောက်မှာကျွန်တော်တို့က cnd ဆိုတာကျွန်တော်ရေးလိုက်ပါ cnd okay cnd ကျွန်တော်တို့ကရေးလို့ပြီးတော့ပြီဆိုရင်ကျွန်တော်တို့က okay ကိုကျွန်တော်တို့နိုင်လိုက်ပါ okay အဲ့ဒီလိုဆိုရင်ကျွန်တော်တို့ကဒီနေရာကိုရောက်လာပြီဆိုရင်ဒီမှာကျွန်တော်ရေးပေးထားတဲ့ဒီစာကိုကျွန်တော်တို့ကရေးလိုက်ပေါ့နော် okay ဒီစာကိုကျွန်တော်တို့ကရေးလိုက်ပါဒီစာကိုokay အဲ့ကျွန်တော်တို့ကအဲ့ဒီစာကိုကျွန်တော်တို့ကအဲ့ဒီနေရာမှာရေးလိုက်ရမှာပေါ့နော်အဲ့ဒီနေရာမှာရေးလိုက်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ keyboard ပေါ်ကနေပြီးတော့ကျွန်တော်တို့က enter ကိုကျွန်တော်တစ်ချက်ခေါက်လိုက်ပါ okay ဒီလိုမျိုးပေါက်လေးတစ်ခုကြာလာမယ်အဲ့လိုဆိုရင်ကျွန်တော်တို့ရဲ့ window က activate ဖြစ်နေပြီပေါ့နော်